Star Wars ပရိသတ်တူအနေနဲ့ဒီလိုမျိုးကြားလိုက်ရရင်စိတ်ဝင်စားမိမှာပါဒီ Star Heist လို့ခေါ်တဲ့ရုပ်ရှင်တိုလေးဟာမေလ4ရက်နေ့မှာပြသခဲ့တာဖြစ်ပြီးစပိန်ကာတွန်းပညာရှင်တွေက Disney ရဲ့ငွေကြေးအကူအညီမပါဘဲဖန်တီးခဲ့ကြတာပါနေ့စဉ်အလုပ်တွေကြားကနေဒီလိုအရေးသွေးမိရုပ်ရှင်တကားကိုဘလို့များအချိန်ယူပြီးဖန်တီးခဲ့ကြတာလဲဆိုတာမိတ်ဆွေစဉ်းစားမိမှာပါ Director Jose Ucha ရဲ့ပြောပြချက်အရသူတို့အားလုံးဟာ Star Wars ပရိသတ်တွေဖြစ်ပြီးကမ္ဘာအနှံ့နေထိုင်ကြပေမဲ့အဆက်အသွယ်မပြတ်ကြသူတွေပါမေလ4ရက်ညီအတွက်တခုခုဖန်တီးကြမလားဆိုတဲ့စိတ်ကူးဟာလွန်ခဲ့တဲ့တစ်လလောက်ကနေစခဲ့တာပါအားလုံးကအလုပ်များနေပေမဲ့သူတို့ဒီစိန်ခေါ်မှုကိုဘာလို့လက်ခံခဲ့ကြတာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်ဟိုဇေးဦးချာကစိတ်ကူးစတင်ခဲ့ချိန်မှာဇက်ကောင်ဒီဇိုင်နာဆာလ်ဗာကွန်ဘေကာတွန်းပညာရှင်ရီနာတိုရိုလ်ဒါနဲ့မန်ဂါစာရေးဆရာကယ်နီရူးစ်တို့ပါဝင်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကာတွန်းပညာရှင်ရာအူးမပလိန်ဂီတပညာရှင်ဂူစတာဗိုဘရန်ဂျာနဲ့အတန်ပိုင်းဆိုင်ရာပညာရှင်မာရီယိုမိုရဲလွန်တို့လိုပညာရှင်တွေပါပူးပေါင်းလာပါတယ် Star Heist လို့နာမည်ပေးထားတဲ့သူတို့အဖွဲ့ဟာဘာကြောင့်ဒီစီမံကိန်းပေါ်မှာစိတ်အားထက်သန်ခဲ့ကြတာလဲဆိုတာတွေးကြည့်စရာပါဒီရုပ်ရှင်တိုလေးမှာထူးခြားတဲ့မြင်ကွင်းပုံစံ2မျိုးပါဝင်ပါတယ်ပထမတစ်ဝက်ကတော့ Cam Kennedy ရဲ့ကာတွန်းတွေလို action ဆန်ပြီးပချီကားဆန်တဲ့ပုံစံမျိုးပါဒုတိယတစ်ဝက်ကတော့ပိုပြီးတောက်ပနူးညံ့ပြီးခလေးဆန်တဲ့ပုံစံမျိုးပါဒီမြင်ကွင်း2မျိုးလုံးဟာအဖေတယောက်နဲ့သမီးလေးကြားကအိယာဝင်ပုံပြင်တစ်ပုဒ်ကိုပုံဖော်ထားတာဖြစ်ပါတယ်ဇက်ကောင်ဒီဇိုင်နာကွန်ဘေကပုံစံခွဲခြားမှုကိုဒီလိုရှင်းပြခဲ့ပါတယ်ပထမအပိုင်းဟာအဖေရဲ့စိတ်ကူးဖြစ်ပြီးဒုတိယအပိုင်းကတော့ခလေးမလေးရဲ့မျက်စိနဲ့မြင်ရတဲ့ကဘာဖြစ်ပါတယ်တဲ့မန်ဂါစာရေးဆရာရူးစ်ကတော့ဒါဟာ Star Wars ကိုမျိုးဆက်ပေါင်းစုံကချစ်မြတ်နိုးကြတာကိုပြသနေတဲ့အမှုပညာလို့ညွှန်းဆိုပါတယ်ဒီလိုပုံစံ2မျိုးခွဲခြားလိုက်ခြင်းကသူတို့ရဲ့လုပ်ငန်းခွင်ခွဲဝေမှုမှာလည်းအထောက်အပံ့ဖြစ်ခဲ့ပါတယ်ဒီလိုအရေးသွေးမြင့်ရုပ်ရှင်တိုတကားကိုတစ်လအတွင်းပြီးစီးဖို့ဆိုတာတကယ်ကိုခက်ခဲတဲ့ကိစ္စပါဒါရိုက်တာဦးချာရဲ့အဆိုအရဆက်စချင်းမှာ14ကနေ15ချက်လောက်ရိုက်ဖို့စီစဉ်ခဲ့ပေမဲ့နောက်ပိုင်းမှာ9ချက်အထိပဲရှော့ချခဲ့ရပါတယ်သူတို့အဖွဲ့ဟာဆက်စချင်းမှာရှုပ်ထွေးခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဘလို့စနစ်တကျစုစည်းနိုင်ခဲ့တာလဲဆိုတာမိတ်ဆွေသိကျင်လာမှာပါကာတွန်းပညာရှင်ရိုဒန်ဟာပထမအပတ်အပြီးမှာအားအင်တွေရော့ကျခဲ့ပေမဲ့နောက်ပိုင်းမှာတော့ပုံမထိရောက်လာခဲ့တယ်လို့ပြောပါတယ်မလိုအပ်တဲ့အရာတွေကိုရှော့ချပြီးလုပ်နိုင်ခဲ့တာပါနောက်ဆုံးမှပါဝင်လာတဲ့ကာတွန်းပညာရှင်မတ်ဘလင်းကတော့အဆုံးသတ်မြင်ကွင်းတွေကိုဖန်တီးခဲ့ရပြီးသူ့ရဲ့အမြင်သစ်တွေက project အတွက်အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်စာအုပ်တွေကစက်ကောင်တွေကိုရွေ့လျားမှုနဲ့အတန်တွေနဲ့အသက်ပြင်းရတာဟာမယုံနိုင်လောက်အောင်ကောင်းမွန်တဲ့အတွေ့အကြုံဖြစ်ကြောင်းကန်နီရီးစ်ကပြောပြခဲ့ပါတယ်ဒီလိုမျိုးစိတ်အားထက်သန်မှုနဲ့ပညာရှင်တွေပူးပေါင်းဖန်တီးခဲ့တဲ့ project တွေဟာရှေ့ဆက်ပြီးတော့လေပိုပြီးမြင်တွေ့ရအောင်ပါဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တီထွင်ဖန်တီးမှုပုံစံတွေကြောင့်ဆက်လက်သိရှိဖို့အတွက်နောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်